ကျေးဇူးပါလုံးတဲ့ကိုတောင်းနေမှာကျုပ်ကျွန်တော်တို့စုံစီစီဖြစ်ပြီဗျဟောဒီမှာကျုပ်တွေလည်းရှိတာပဲကျုပ်ဝယ်အောင်လို့ဘယ်လိုရောင်းလဲဗျဝယ်လာဟမ်တကက်လုံးမှာတောင်းနေတကက်လုံးမှာအဲ့ဆိုဘယ်နှလုံးပါမလဲလုံး30လေဟောလုံး30ရေစိတ်ရှိလားရေစိတ်ရှိရပေါ့အကြီးတဲ့ရောအကြီးလည်းရှိရအကြီးကဘယ်လောက်လဲ2500โอเคအဲ့ဆိုအကြီးတဲ့တစ်ခုယူမယ်နော်ဟုတ်ပဲလားဟုတ်ပြီးတော့ဒီလက်ကင်နဲ့ရေခွက်တဲ့ရောအကြီး1500တစ်ခုပဲအဲ့ဒါဆိုတော့လုံးတဲ့ကိုတောင်းနေမှာကျုပ်ကျွန်တော်တို့စုံစီစီဖြစ်ပြီဗျအမိုးရေအယောင်တင်မုံရှိလားဗျထုတ်ဘယ်လောက်လဲ900အဲ့ဆိုရေ4ထုတ်ယူမယ်နော်4ထုတ်အယောင်တင်မုံကုန်သွားပြီဗျဈေးရောက်တာကောင်းလားဗျကောင်းပါတယ်မိုးအေးနဲ့ဆိုတော့စင်ပြေတာပေါ့နော်မိုးညာ1000နဲ့ဗျနော်ဟုတ်တယ်ဗျကျွန်တော်ရှော့တော့ဘောပေါ့ဗျဆိုတော့မလွယ်ဘူးထင်တယ်ဗျဟုတ်ကဲ့ဒါကဒီဈေးမှာဈေးရောက်တာအတော်ဆုံးညီမပါဗျဒီနေ့ပေါ့ငါ့ကိုညောင်းရရပြီးတော့ပေါ့ညောင်းအောင်မလားခဝဲသီးတွေရှိညီမရေခဝဲသီးဘယ်လိုရောင်းလဲဗျတစ်လုံး1500ကျပ်ဒီဘက်ကဘာဝယ်1500များတယ်နော်ပြီးတော့ဒီရောက်တဲ့ဒီမှာငါဘယ်လောက်တော်စင်ပြေပါတယ်ဗျအကိုတရက်သီးဘယ်လိုရောင်းလဲဗျ10လုံးလားဟုတ်လား10လုံး9000ဒီဘက်ကရော4000အဲ့ဆိုဒီတက်10လုံးယူမယ်နော်9000တက်မအဲ့ဒါပါလေချက်သားလားအိမ်ချက်ပဲလားဟောအိမ်ချက်ဘယ်လိုရောင်းလဲဗျဒီဘက်ကလေဟိုဘက်ကရောဟော9000ကပါနေပါမလဲအော်တပိုင်းပေါ့နော်โอเคပြောဒီဒီဘက်ကဖီချန်တဖီဘယ်လောက်လဲဟောဖီချန်အော်2500အကြီးဆိုရင်25002500နဲ့โอ้ဒီဘက်မှာအာလူအကြီးပဲအာလူဘယ်လိုရောက်လဲဗျအာလူလားပိတ်တာ3000မှာအော်တပိတ်တာ3000အော်အမပဲအေးခဏတော့အပြန်တစ်ချက်ကြည့်မယ်ဝယ်လာများနေတယ်ခုလောလောဆယ်ကဲအိတ်ကလည်းလေးနေပြီဆိုတော့ခဏဒီမှာလည်းတရက်တီးတယ်ရှိတယ်ချူမယ်ညီမတရက်တီးဘယ်လိုရောင်းလဲအော်10လုံး5000 6000နော်โอเคကျေးဇူးပါ
စားဒီမှာတော့နောက်တော့โอเคကျေးဇူးပါ ဆိုလို့လာတော့အော်ဟိုမှာမိုးထွက်ပြီခဏ အမီခဲတဲ့ရမ်း အဖေမိုးရပြီလားအာဘယ်လိုရောင်းလဲ1000လားโอเคကျွန်တော်ယူမယ်နော်ပြကဲအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့ပေါ်ဖျားမိုးတထုပ်ရပါပြီဗျဒါဘယ်လောက်ရှိမလဲဟိုဟာ90သားရှိမလားရှိမယ်နော်ဒါပါခေါ်လဲတောင်ဖို့ဖက်ဆိုပဲโอเคဖက်ဆိုပဲခေါ်ငဲဆိုပဲခေါ်ငဲဆိုလဲခေါ် ညစပဲထွက်မယ် โอเคနော်ဟုတ် ဘာလို့လဲတော့ကြ ဟုတ်ကျေးဇူးပါဒီဟာကို90သားလောက်ရှိမှာကို1000နဲ့ဗျနော်ဟုတ်တယ်ဗျကျွန်တော် ချော်တော့ဘူး ရပေါ်ပြဆိုတော့မလွယ်ဘူးထင်တယ်ဗျဟုတ်ကဲ့ဟောအမိုးတော့ပါလေကောက်ညင်းဆန်လားဟောကောက်ညင်းဆန်ဘယ်လိုရောင်းလဲဗျ9000 3ဘူးဟော9000ဘူး3ဘူးโอเคအဲ့ဆိုကျွန်တော်ယူမယ်နော်3ဘူးငရုတ်တိမိုးကလောလောဆယ်အိမ်မှာရှိသေးတယ်ဗျနော်ငရုတ်တိမိုးကကြတော့ဘယ်လိုရောင်းလဲတဘူး9000ဟော9000 3ဘူးဟော3ဘူး9000โอเคဟိုကကြတော့နနွမ်းမောရောဟော9000 3ဘူးလေးပဲနော်အဲ့ဆိုကျွန်တော်ဒီအခုလောလောဆယ်ကောက်ညင်းစာမဲ့ယူမယ်နော်9000ဘူးနော်အဲ့ဆို3ဘူးထည့်ပေးပါဗျကျေးဇူးပါနော်မပေါ်လာပြောင်းမှုရသေးလားရသေးတယ်ဘယ်လိုရောင်းလဲ1000နဲ့တပူကိုလေโอเคcherry တွေ့သူဖေလေးရှိတယ်အဲ့ဆိုကျွန်တော်3ဖူးယူမယ်နော်ရဖွင့်ရသေးဆိုတော့ဆောင်းဝဲဆုံးလေးတွေလာပြီဒီဘက်ကရေစစ်ရှိလားဘယ်လိုဖမ်းမလဲအကြီးတဲ့ဘယ်လိုရောင်းလဲဗျ2000ဒီရောင်းမဲလားဟုတ်လားလက်ကင်နဲ့ပါတဲ့မရှိဘူးအဲ့ဆိုတော့မယူသေးဘူးနော်အဲ့ဆိုဒီမှာမာလာပူးတွေတန်းစီနေရပဲဟိုမာလာပူးတွေဘယ်လိုရောင်းလဲဘာလဲ1000ဒီဘက်ကဂျူးမြစ်က1000ဂျူးမြစ်1000မိုးခရမ်းချင်းဒီဘယ်လိုရောင်းလဲ1500โอเคအဲ့ဆိုတပိတ်တာနော်โอเคအဲ့ဆိုကျွန်တော်တပိတ်တာယူမယ်နော်ကျေးဇူးတင်တယ်နော်မြတ်ထားမြတ်တော်မြတ်မှာမဟုတ်ဘူးနော်โอเคကျေးဇူးနော်ဗျာဘာလို့လဲနော်ရိငလာအပရိငဟိုစလေးရတဲ့ရှိတယ်ဟောမငရုတ်တီးတွေဘယ်လိုရောင်းလဲဒီဘက်ကအစိမ်းတဘူး1500ဒီအရှိရပါတယ်မြေပဲဟိုဟာထိုင်းမြေပဲ
အဲ့ဒါစိုက်ဖို့လားစားဖို့လားစားဖို့လား စားလိုက်ရတယ်စိုက်လိုက် စိုက်လိုက်ရတယ်အဲ့တပူးဘယ်လောက်လဲ1500အဲ့ဒါဆိုအဲ့ထက်လည်း5ဘူးယူမယ်နော်ပြီးတော့ငရုတ်သီးကတပူးယူမယ်ငရုတ်သီးစက်တယ်မဟုတ်လားစက်တယ်โอเคကိုဘက်ကလည်းနန်းနန်းပင်ထင်တယ်ဟုတ်လားအစီလားကိုဘက်ကဒါဘာစီလဲခဏကြည့်အောင်ဟိုနန်းစီနောက်ကကျတော့ပဲပုတ်ထင်တယ်နော်ပဲပုတ်โอเคဟေးငရုတ်သီးလည်းတပူးပါတယ်ဆိုတော့အော် ဒီငါတွေ့လာစနာခုန်နေနာ မိုင်းလား ဘာခုန်နေနာ လာမိုင်းတွေ့ ဒီတန်ကဘာလုံးခုန်တဲ့ဘူးမတဲ့ မိုင်ဒီဘက်ကကျွန်တော်ဟိုခမောက်တွေဘယ်လိုရောင်းလဲဗျအမဒီဘက်ကခမောက်ဘယ်လိုရောင်းလဲဟောဒီဘက်ကပဲအမရေခမောက်ဘယ်လိုရောင်းလဲဗျ18000ဩ1800ဆိုတော့ကျွန်တော်လကားယူတော့မှာဆိုင်ရှင်စိတ်ဆိုးသွားလိမ့်မယ်နော်မြေပဲရှိတယ်။အော်အယောင်တင်မှုရှိလားညီမတို့စီမှာမရှိဘူးเนาะငရုတ်တီးမုံပဲโอเคငရုတ်တီးမုံကျတော့တပူးဘယ်လိုရောင်းလဲ1500ပဲเนาะဒီဘက်ကအားလုံး1500နီးပါးပဲကျန်ကဲစီဝဲကြည့်အောင်မယ်ကာဘောလိတ်က ခါပေါ်လိုက်2500 2500 စပ်ပြား2000 ဟောပေးရတယ်ဒီဆိုစားပေးတာဒီဘက်ကလားဟုတ်လား ဒီဩဖတ်အသေးလေးက2000เนาะအဲ့ဒါအမြုပ်များတယ်เนาะကောင်းတယ်ကျွန်တော်ကြိုက်တယ် သုံးများတာပဲ ဟုတ်တယ် ဒီဖတ်တော့ဘူး ပဲစီနဲ့ရောစီနဲ့ဘာကောလဲပဲစီနဲ့စောင်းစီပေါ့နော်40 60တယ်ဟုတ်တယ်တောင်းလေးထောင် ဆက်ပြမှာ900ဒါ4500တောင်း4500 ကဲဆက်ရှင်း9000နော်အော်ဒီမှာကျွန်တော်ဟိုအမဲခောက်အမဲတကြီးပေါ့ ကောင်းမယ်နဲ့ဘာခု အမိုးတစ်ခွက်ဘယ်လိုရောင်းလဲ တစ်ခွက်1000 1000နော်ဟုတ်ကဲ့အဲ့ဒါတုတ်စားစားကောင်းတယ် ဘာခုကောင်းမယ် ကြော်စားစားကောင်းတယ်စင်ပြေတယ်ဗျကိုရချစ်တော်အနီအကြီးတွေကဘယ်လိုရောင်းလဲဗျတပိတ်တာအောင်လေဟုတ်ဒီဘက်ကတရတီအကြီးကြီးတွေကဘာမျိုးလဲ ဒါချင်းင်းတာပြည်ကြ ရွှေဟင်းတာဘယ်လိုရောင်းလဲဗျတစ်လုံး ဒီဘက်က1500ရတယ်ဒီဘက်က1500ပါဗျာအမိုးဆောင်းမိုးရဲ့ အဲ့ဆိုစားဖို့ရရှိအောင်ကျွန်တော်တစ်လုံးလောက်ဝယ်သွားမယ်နော်ဟုတ်ကဲ့ဟဲ့ဒီလုံးတွေကတော့အလုံးတိကျပြီးပြီလို့ကျွန်တော်ထင်ပါတယ်နော်ဒါကြောင့်ကျွန်တော်ဈေးတစ်ခါသုံးမယ်ဆိုရင် no ဟိုလူတယောက်အတွက်တစ်ပတ်စာဆိုအနည်းဆုံးဟို8000လောက်ကုန်ပါတယ်ဗျနော်ဒါတော့မှအသားမပါသေးဘူးနော်အသားပါမယ်ဆိုရင်တော့မလွယ်ဘူးဒါကျွန်တော်ဒီနေ့ဝယ်လာတဲ့ဟာတွေပေါ့နော်ဒီထဲမှာကျွန်တော်အသားဟင်းတစ်ပွဲဆိုလို့ဒါပဲရှိတယ်နော်ခဏလေးဒါပြတယ်
တပွဲ3000ပါဗျထမင်းနဲ့ဆိုရင်4000เนาะအဲ့ဒါကကျွန်တော်တောင်ပေါ်ဈေးနေ့မှာကျွန်တော်ဟိုတပတ်စာပေါ့เนาะတယောက်တည်းအတွက်ဝယ်လာတာပါခင်ဗျထူးထူးဆန်းဆန်းတော့ကျွန်တော်အချိုက်ဆုံးဒီငှက်စုံမိုးလေးတွေပေါ်ပြကျွန်တော်ရလာပါတယ်ဒါတော့လည်းကျေးဇူးတင်ပါတယ်ဒီငှက်စုံမိုးကကျွန်တော်90သားနေပါရှိမယ်ဗျအဲ့ဒါကိုကျွန်တော်1000ပဲပေးရပါတယ်เนาะပေါ်ပြဆိုတော့ဒီတခုရဲ့ကျွန်တော်အချိုက်ဆုံးယူရီးယားမြေပဲတွေရလာတယ်ပေါ့မြေပဲတွေကကျွန်တော်စိုက်ပါမယ်ဗျကဲအားလုံးပဲတာယာအေးချမ်းတဲ့နေတဲ့တွေအများကြီးပိုင်ဆိုင်ရပါစေလာခတွေလည်းတိုးပါစေနော်လူတယောက်တလားကောင်းကောင်းမွန်မွန်မြို့ပြမှာငားပြီးတော့အလုပ်လုပ်မယ်နေထိုင်မယ်ဆိုရင်တော့တလား8သိန်းလောက်မှရပါမယ်ဗျာနော်